လုံးပဲဘာပြမလဲဆိုတော့ခေါင်းရည်ကရင်ခေါင်းရောဗျာမြင်ဘူးကြလားမသိဘူးဒါခေါင်းရည်ဒါကိုဘယ်လိုလုပ်ရလဲဆိုတော့အရည်ဖြစ်အောင်ဘယ်လိုလုပ်ရလဲဆိုတော့ဒီဟာကိုအရင်ဆုံးအဲ့ဒီပုံတန်နေတဲ့ကိုလောင်းချက်နည်းနည်းစီလောင်းချက်ပြီးတော့လောင်းထည့်ပြီးစိတ်ထားတယ်ပေါ့ဗျာခေါင်းရအောင်ဘယ်လိုပေါင်းရလဲဆိုတော့ဒါကသူ့ရဲ့ပေါင်းနဲ့ဟိုခွဲပေါ့ဗျာအောက်ခံရင်းနှီးထည့်တဲ့ပေါင်းဦးခေါင်းရည်ဒီဟာတွေကသူထည့်တဲ့ပေါင်းနေပေါ့ဗျာ